ဒီဒုက္ခနဲ့တွေ့နေတဲ့အချိန်မှာအမျက်ထုတ်နိုင်ဖို့လိုတယ်။အော်ဘဝဆိုတာဒီလိုပါလား။မမျှော်လင့်တာတွေဖြစ်မယ်။ဘာမှသေချာမှုရည်ရမှုမရှိဘူး။ဒါကြောင့်ဟိုတနေ့ကတော့ဘုံဘုံစောင့်ပုတ်ကလေးရေးပြသေးတယ်။နော်အတုပမရဏနုဒ္ဓိကမ္မထစီပြန်ဖို့ပေါ့လေ။အကြောင်းစုံလှလူဘဝဘာမှမရည်ရ။ကြုံနိုင်သည်ဘေးစုံအောင်တွေးနေရေးမသေးကြ။အကြောင်းတရားတွေကအစုံလောက်ခဲ့တာ။အဲ့တော့လူဘဝကြီးမှာမနေ့ပြန်ဘာဖြစ်မယ်ဆိုတာဘယ်သူမှမသိဘူး။အကြောင်းစုံလှလူဘဝဘာမှမရည်ရ။အဆင်ရှိတဲ့လူတွေကိုလည်းပဲရည်ရတယ်တေးကြတယ်လို့တော့မထင်နဲ့အချိန်မရွေးကောက်ကနေဖြစ်နေတာဖြစ်နိုင်အကြောင်းစုံခဲ့တာအိုးအများကြီးလောက်ခဲ့တာကျုပ်တို့ဟုတ်လားအကြောင်းစုံလှလူဘဝဘာမှမရည်ရကြုံနိုင်သည်ဘေးစုံအောင်တွေးနေရေးမသေးကြကြုံနိုင်တဲ့ဘေးတွေကစုံအောင်တွေးမယ်ဆိုရင်နေရေးမသေးကြဘူးဆိုတာထင်ရှားတယ်အမျိုးမျိုးသောအကြောင်းတရားကြောင့်ဒီခန္ဓာကိုယ်ကြီးကဘာဖြစ်နေတော့ပျက်စီးနိုင်တယ်ဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့နောက်ဆုံးနော်အကောင်းဆုံးအမြင့်မားဆုံးအမြင်ဆိုတာအဲ့ဒါကိုပြောတာ